ရှင်ဗျာတဲ့အရှင်မရရှေ့ချထားတဲ့ကျင်းဟင်းငါးသီးကြီးကကြီးလာကြီးလားအားတဲ့ကောင်းနေကွာဒါပိနေပြီးခေါ်တယ်ဟာမသိဘူးဖရာတပည့်တော်တို့ကတော့ဘူးတွေဓစ်တွေပါကျင်းဟင်းငါးသီးကြီးထင်လို့အားတဲ့ကောင်းတွေကိုကတရားဟောရဘျူတော်အဘျူတော်ဇာတိပြုတ်စာပြင်းတော်ဘျူတော်ဟုတ်တာလဲဆိုရင်အဘျူတော်မဟုတ်တာလဲဆိုရင်ဣတိတသမထို့သို့ဟုတ်တာမဟုတ်တာရော၍ဆိုလေသည်ဖြစ်သောကြောင့်ပြုတ်စာလက်ကွင်းသည်ပြင်းတောင်အိုးစီဖြစ်ရလေတော့တည်းရောတချမ်းယူသွားကြတရားဟောပြီးတချမ်းပြေးလိုက်တချမ်းပြေးလိုက်တော့လှေပေါ်ရောက်တော့လှေတို့သားတွေကများနေစားလို့မဝပိဿကြီးဝရဲ့စားလို့မဝတော့ဟေးကြောင်းတချမ်းကြံနေတယ်ကွာသွားလိန်ရအောင်ဆိုပြန်တက်ဟေးဘယ်တော့ကပိနေသည်ဗျာတဲ့လှေပေါ်ကကောင်တွေကနားမလဲပါမလဲနဲ့ပိနေသည်ငပိတွေနဲ့ရောချက်လို့ပြက်ကုန်ပါဗျာမိုက်တဲ့ကောင်တွေကိုပိနေသည်ငပိနဲ့ရောချက်ပြက်ရောကိုဒီတိုင်းစားရတဲ့ကိစ္စတဲအားတဲ့ကောင်တွေငါတရားဟောရဘျူတော်အဘျူတော်စတိပြုတ်စာပြင်းတောင်ဒါပဲပြန်ဟောဘျူတော်ငါပိနေသည်တွေပေးတာဟုတ်ပါလျက်အဘျူတော်မင်းတို့မဟုတ်တဲ့ငပိတွေနဲ့ရော၍ချက်ကြလေသောကြောင့်ပြုတ်စာတင်တို့လှေတို့သမားတွေသည်ပြင်းတောင်ပါးစားဟောင်းလောင်းတဲ့ကောင်းကောင်းကြီးငတ်ကြပြီတော့လက်ကွာဘယ်ကြံ့နေတဲ့ချမ်းစားရတော့